ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အမြင်အာရုံကောင်းစေတဲ့အစားအစာ9မျိုးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးခဲ့လို့ရပါတယ်ခင်ဗျာဒီနေ့ခေတ်မှာကွန်ပျူတာကလူတိုင်းလိုသုံးနေတာမို့မျက်လုံးထိခိုက်ခြင်းအာရုံကြောအားနည်းခြင်းစတဲ့ပြဿနာတွေအဖြစ်များလာပါတယ်အဲ့ဒီအတွက်အစာလဲစီးလဲစာဆိုသလိုပုံမှန်စားသုံးနေကြအစားအစာတွေထဲမှာအောက်ပါအစားအစာတွေကိုပိုစားပေးခြင်းမပတ်ပအောင်ထည့်စားပေးခြင်းဖြင့်အမြင်အာရုံကျန်းမာရေးအထောက်အကူပြုစေဖို့ဖော်ပြပေးလိုက်ပါတယ်နံပါတ်1 5ဆယ်လမွန်5ကဲ့သို့5မျိုးမှာအိုမီဂါ3ပါဝင်တာကြောင့်မြတ်သား6တွေ့ခြင်းမျက်ကြည်လွှာနဲ့မျက်လုံးကျန်းမာရေးအတွက်အများကြီးအထောက်အကူပြုပါတယ်နံပါတ်2မောင်လာဥနီမှာဗီတာမင် A နဲ့ဗီတာကရိုတင်ပါဝင်တာကြောင့်အမြင်အာရုံကောင်းစေဖို့အများကြီးအထောက်အကူဖြစ်စေပါတယ်နံပါတ်3ပန်နာစေ့မှာဗီတာမင် E ပါဝင်တာကြောင့်အခြားသောအဆိပ်ဆံနဲ့ဟော်မာသီးတွေလိုပဲမျက်လုံးအားကိုအထူးကောင်းမွန်စေပါတယ်အမြင်အာရုံကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်နံပါတ်4ကြက်ဥမှာဗီတာမင် A လူတင်စီဇန်တင်းနဲ့ဆင်းကဲ့သို့တက်တီပါဝင်တာကြောင့်အမြင်အာရုံအတွက်အထူးကောင်းမွန်စေပါတယ်နံပါတ်5နို့ထွက်ပစ္စည်းနို့နဲ့ဒိတ်ကျင်မှာဇင့်နဲ့ဗီတာမင် A ပါဝင်တာကြောင့်အမြင်အာရုံကိုအားကောင်းစေပါတယ်နံပါတ်6လိမ္မော်သီးမှာဗီတာမင် C အဓိကပါဝင်တဲ့လိမ္မော်သီးဟာမျက်လုံးကသွေးကြောတွေကိုအများကြီးအထောက်အကူပြုစေတာကြောင့်အမြင်အာရုံကိုကျန်းမာစေပါတယ်နံပါတ်9ကိုက်လန်မှာအန်တီအောက်ဆီဒန့်လူသိန်းနဲ့စီဇန်တင်းတွေပါဝင်တာကြောင့်ကိုက်လန်ကိုစူပါဖူးလို့တော့တင်စားခေါ်ကြပါတယ်ဗီတာမင်နဲ့သတ္တုဓာတ်တွေအများကြီးပါဝင်တာကြောင့်အမြင်အာရုံကောင်းမွန်စေတဲ့အာဟာရဓာတ်တွေလည်းအများကြီးပါဝင်နေပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ